သုံးပွင့်ဆိုင်အချစ်ဇလန်းဆိုချစ်သူဟောင်းကိုဘုံပစ်ခွဲရန်ကြံတော်လဲမိမိကိုယ်တိုင်ပောက်ကွဲ၍တည်ဆုံးတရင်ချင်းကျုပ်အမျိုးသား2ဦးနှင့်အမျိုးသမီး2ဦးကြားရှုပ်ထွေးသောဆက်ဆံရေးသည်ဝန်း내ဖွယ်ရာဖြစ်ဆိုးနှင့်အဆုံးသတ်ခဲ့သည်ချစ်သူဟောင်းအားဘုံပစ်ခွဲရန်ကြိုးပမ်းခဲ့တော်လဲဘုံကမိုင်းယွင်းစွာပောက်ကွဲခဲ့ပြီးလက်ကောင်းကိုယ်တိုင်အခင်းဖြစ်ပွားရာနေရာတွင်တည်ဆုံးခဲ့သည်ရဲတပ်ဖွဲ့ဝင်များအနေဖြင့်ဘုံဤစိမြင့်နှင့်အမှန်တကယ်လုံဆော်မှုတို့ကိုစုံစမ်းစစ်ဆေးလျက်ရှိသည်တရင်အပြည့်အစုံ2025ခုနှစ်မေလ25ရက်နေ့တွင်ထိုင်းနိုင်ငံဆူရက်ဌာနီပြည်နယ်ထာချာနာမြို့နယ်စမိုထောင်မြို့တွင်ထိတ်လန့်ဖွယ်ရာဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်အသက်35နှစ်အရွယ်မစ္စတာဆူယာဖုံးသည်အသက်28နှစ်အရွယ်ချစ်သူဟောင်းမစ္စကန်လာယာကုန်းစော့ဆိုင်ဆာဝါခါနီယာဘုံဖြင့်ပြစ်ခွဲရန်ကြိုးပမ်းခဲ့ရာလက်ကောင်းအီလက်ထဲတွင်ပောက်ကွဲပြီးတည်ဆုံးခဲ့သည်ကနဦးစုံစမ်းစစ်ဆေးမှုများအရမစ္စတာဆူယာဖုံးသည်မစ္စကန်လာယာကုန်းစော့ဆိုင်နှင့်နှစ်လခန့်တွဲခဲ့ပြီးနောက်ပြက်ဆဲခဲ့ကြောင်းမစ္စကန်လာယာကုန်းစော့ဆိုင်ကမစ္စတာပေါ်နှင့်တလခန့်တွဲနေပြီဖြစ်ကြောင်းတွေ့ရှိရသည်အခင်းဖြစ်ပွားသောနေ့တွင်မစ္စတာဆူယာဖုံးသည်မစ္စကန်လာယာကုန်းစော့ဆိုင်၏နေအိမ်သို့တွားရောက်ခဲ့ပြီးပြန်လည်ရင်ကြားစေရန်ကြိုးပမ်းခဲ့သည်သို့သောမစ္စကန်လာယာကုန်းစော့ဆိုင်ကညှင်းပယ်ခဲ့ပြီးဆွေမျိုးများကလည်းဝင်ရောက်တားမြစ်ခဲ့သည်ဒေါသထွက်နေသောမစ္စတာဆူယာဖုံးသည်လက်ကောင်းဤကားစီသို့ပြန်သွားက N26 အမျိုးအစားပုံလက်ပစ်ပုံကိုယူဆောင်လာပြီးအိမ်ရှိတွင်ဆွေမျိုး3ဦးနှင့်အတူရက်နေသောမစ္စကန်လာယာကုန်းစော့ဆိုင်စီသို့ပြစ်ပေါက်ခဲ့သည်သို့တော်လည်းဘုံကမပေါက်ကွဲခဲ့သောကြောင့်မစ္စတာဆူယာဖုံးသည်ဘုံကိုပြန်ကောက်ယူကာထပ်မံပြစ်ပေါက်ရန်ကြိုးပမ်းခဲ့သည်ထိုအချိန်တွင်ဘုံကလက်ကောင်းအီလက်ထဲတွင်ပေါက်ကွဲသွားခဲ့ပြီးမစ္စတာဆူယာဖုံးသည်အခင်းဖြစ်ပွားရာနေရာတွင်ချက်ချင်းတည်ဆုံးခဲ့သည်ထာချာနရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည်အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီးပေါက်ကွဲစေတတ်သောပစ္စည်းများဖယ်ရှားရေးတပ်ဖွဲ့နှင့်မှုခင်းစေးပညာစင်တာရှစ်တို့နှင့်ပူးပေါင်းကထပ်မံစစ်ဆေးရန်တပ်တေခံပစ္စည်းများစုဆောင်းခဲ့သည်မစ္စတာဆူယာဖုံး၏ကားအတွင်းရှာဖွေရာတွင်ကားကုန်စိုးအလဲတွင်ရေဘူးထဲထည့်ထားသော ice မူးယစ်ဆေး900ဂရမ်ခန့်ကိုတွေ့ရှိခဲ့ပြီးစစ်ဆေးရန်တင်ဆက်ခဲ့သည်ရဲတပ်ဖွဲ့ဝင်များသည်မစ္စတာဆူယာဖုံး၏နေအိမ်အားလည်းရှာဖွေစစ်ဆေးသွားမည်ဖြစ်သည်ဤအမှုသည်ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုအောက်တွင်ရှိနေဆဲဖြစ်ပြီးဝန်း내ဖွယ်ရာဖြစ်ဆိုးကိုဖြစ်စေခဲ့သောဆက်ဆံရေးနှင့်လုံဆော်မှုများကိုရှင်းလင်းရန်ကြိုးပမ်းနေဆဲဖြစ်သည်စိတ်ဝင်စားစရာဖြစ်ရမှန်သတင်းများကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube TikTok လေးကို follow လုပ်ပေးထားကြပါအောင်ခင်ဗျာ